皆さんこんにちは。自分မြန်မာလင်းကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာဆိုရင်တော့တူခန်းကြီး Master 44ရဲ့မြောက်နေ့ကိုဆက်သွားကြမယ်။အဲ့တော့ပါဝင်မဲ့ခန်းကြီးလေးတွေကတော့ဒီခန်းကြီးလေးတွေပါဝင်မှာဖြစ်တယ်။ခုချင်းစီအသေးစိတ်ကိုနောက်မှဆက်ကြည့်ကြမယ်နော်။ဟုတ်ပြီအဲ့ဒါဆိုရင်130တလုံးမြောက်ခန်းကြီးလေးပေါ့130တလုံးမြောက်ခန်းကြီးလေးကကြတော့ဒီခန်းကြီးလေးသူ့ရဲ့အုံရော်မီအနေနဲ့ကခဆိုပြီးတော့ရှိတယ်အဲ့တော့ဒီခလေးကိုဗမာသုံးလဲဆိုရင်ခါတိုင်းဆိုတဲ့ပြဿနာဒီတိုင်းလေးကဗမာမြင်မှုလဲရှုခုတိုင်းတို့ဘာတို့မှမြင်မှုနေကြခန်းကြီးလေးเนาะအဲ့တော့မွန်းတိုင်းတို့ရှုခုတိုင်းတို့မှမြင်မှုနေကြခန်းကြီးလေးအဲ့တော့တရားကိုခဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းလိုက်ရင်လေသူကပြဿနာဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်တယ်နောက်တစ်ခုကကြပါလဲဆိုတော့ဒါကလုံးဝတိကိုတိထားရမယ်เนาะခါစိဆိုတဲ့ဟာအဲ့တော့ကြတော့ဒီဇိရတိပြီးသားပါလဲဇိဆိုတာကအခွန်အဲ့တော့ခါစိဆိုတော့အခွန်ကောက်ခံခြင်းဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်ပုံမှန်နည်းကိုဆက်ကြည့်ကြမယ်ဒီခန်းကြီးလေးရဲ့မှတ်ပုံမှန်နည်းဆိုရင်နှစ်ပိုင်းပေါ့နော်အဲ့တော့ဒီအောင်နှစ်ပိုင်းရှိတယ်အဲ့တော့ဒီအနောက်ကအပိုင်းတွေကဘာလဲဆိုတော့ခေကဆိုတဲ့ရလက်မှာပါတဲ့ခန်းကြီးလေးနဲ့မတူဘူးလားခေကရဲ့ခန်းကြီးလေးနဲ့အဲ့တော့ဒီခန်းကြီးလေးကိုခေကလို့မှတ်လိုက်မယ်နောက်ကဟာတော့မိနဆန်တို့သိပြီးသား EU ဆိုတဲ့ပြောတာအဲ့တော့ဘာလဲဆိုတော့ဒီအောင်မှတ်မယ်ဆိုရင်ခါတိုင်းဆိုတဲ့ပြဿနာရဲ့ရလက်တွေကိုပြောတယ်လို့မှတ်လို့ရတယ်။ဘာလဲခါတိုင်းဆိုတဲ့ပြဿနာရဲ့ခေကဆိုတဲ့ရလက်တွေကို EU ဆိုပြီးတော့ပြောတယ်လို့မှတ်လို့ရတယ်။ခါတိုင်းပြဿနာရဲ့ခေကကိုပြောတယ်ဆိုပြီးမှတ်လိုက်တယ်ဆိုရင်ဒါကခါတိုင်းဆိုပြီးတော့သိသွားမယ်။ဟုတ်ပြီအဲ့ဒါဆိုရင်နောက်တစ်လုံးကိုဆက်ကြည့်ကြမယ်နော်။130နှလုံးမြောက်ခန်းကြီးရောက်သွားပြီ။သူ့ရဲ့အုံရော်မီအနေနဲ့ကဘာလဲ။ run ဆိုတဲ့ခန်းကြီးလေး run ဘယ်နေရာမှာအများဆုံးသုံးလဲဆိုရင် key run ဆိုတဲ့key run ဆိုပြီးပြောတယ်ပေါ့နော်ဆွေးနွေးခြင်းဟုတ်ပြီအဲ့ဒါဆိုရင်ဒီ key run ကဆွေးနွေးခြင်းဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်ပုံမှန်နည်းကိုကြည့်ကြမယ်ဒီခန်းကြီးလေးကိုမှတ်မယ်ဆိုရင်နှစ်ပိုင်းရှိတယ်အဲ့တော့ဒီရှေ့အပိုင်းတွေကဘာနဲ့တူလဲဆိုတော့ဒီဝါဆိုတဲ့ ring တွေပါလေအဲ့လိုမျိုးအဝိုင်းဟာမျိုးတွေပေါ့နော်ဒီမှာဆိုရင်တော့ vein လို့မှတ်လိုက်လို့ရတယ်။ဗာလဲ vein ဆိုပြီးတော့မှတ်လိုက်မယ်။ပြောနောက်ကဟာတော့တည်ပြီးသားပါလဲဆိုတော့ပြောတာ EU ဆိုတဲ့ပြောတာပဲ။အဲ့တော့ဘာလဲဆိုတော့သူကဘာအကြောင်းကိုဆွေးနွေးရလို့မှတ်လို့ရလဲဆိုတော့ဝါဆိုတဲ့ vein အကြောင်းကိုပြောပြီးတော့ဆွေးနွေးမှာပေါ့ giron လောက်ကြတယ်။ဝါဆိုတဲ့ဘိန်းအကြောင်းကို EU ပြောပြီးတော့ဘာလုပ်ကြလဲ giron ဆိုရဲဆွေးနွေးခြင်းတွေပြုလုပ်ကြတယ်လို့မှတ်လို့ရတယ်အဲ့တော့ဗာလဲ130လုံးမြောက်ခန်းကြီးလေးက run ဗမာသုံးလဲ giron ဆိုပြီးတော့သုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်133လုံးမြောက်ခန်းကြီးလေးကိုဆက်သွားမယ်133လုံးမြောက်ခန်းကြီးလေးကကြာတော့ဒီခန်းကြီးလေးသူ့ရဲ့ခွန်းရော်မီနဲ့အုံရော်မီကိုကြည့်မယ်အဲ့တော့ခွန်းရော်မီအနေနဲ့ကဗာလဲတိုရုဆိုတဲ့ရွေးချယ်တဲ့ခန်းကြီးလေးဖြစ်ပြီးတော့အုံရော်မီအနေနဲ့ကစိုင်းဗမာသုံးလဲဆိုတော့စိုင်းရောဆိုပြီးတော့သုံးတယ်ဗာလဲစိုင်းရောဆိုတာကြောင့်စုဆောင်ရေးစိုင်းရောဆိုတာကစုဆောင်ရေးမှာသုံးတယ်ဟုတ်ပြီအဲ့ဒါဆိုရင်ဒီခန်းကြီးလေးရဲ့မှတ်ပုံမှန်နည်းကိုဆက်ကြည့်မယ်မှတ်ပုံမှန်နည်းဆိုရင်နှစ်ပိုင်းရှိတယ်ဒီနောက်ကအပိုင်းလေးကရာစိုင်းခန်းကြီးလေးနဲ့မတူဘူးလားနော်ဒီခုစားလေးပဲကွာသွားမှာခုစားလေးကိုဖြုတ်လိုက်တယ်ဆိုရင်ဒီရာဆိုင်ခန်းကြီးလေးပဲအဲ့တော့ရာဆိုင်လို့မှတ်လိုက်မယ်ဗာလဲရာဆိုင်လို့မှတ်လိုက်မယ်အဲ့တော့ရာဆိုင်ဆိုဟင်းသီးဟင်းရွက်အဲ့တော့ဒီနောက်ကဟာလေးတဲဟန်းလေးဖြစ်တဲ့အတွက်ကြောင့်မို့လို့ဘာဖြစ်တာလဲလက်လုံးမှတ်လိုက်မယ်အဲ့တော့ဟုတ်ပြီဟင်းသီးဟင်းရွက်တွေကိုလက်နဲ့ထိုရုဆိုတဲ့ရွေးချယ်မှုတွေလုပ်အဲ့တော့ကိုရီစူပါတွေပါသွားရပဲထားဟင်းသီးဟင်းရွက်တွေဆိုရင်မရွေးဘူးလားရွေးတယ်ဘာနဲ့ရွေးရကိုလက်နဲ့ကိုရွေးရလေအဲ့တော့ဟင်းသီးဟင်းရွက်တွေကိုလက်ဖြင့်ရွေးချယ်တယ်လို့မှတ်လိုက်ရာဆိုင်ကိုတဲနဲ့ဘာလုပ်တာလဲတိုရုရွေးချယ်တယ်လို့မှတ်လိုက်တယ်ဆိုရင်ဒီခန်းကြီးလေးကဘာလဲတိုရုရွေးချယ်တယ်ဆိုင်းဆိုရင်တော့ဆိုင်းရောစုဆောင်ရေးဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးဖြစ်သွားမယ်ဟုတ်ပြီအဲ့ဒါဆိုရင်တော့ဒီနေ့အတွက်ကတော့ဒီလောက်ပါပဲမိနာဆန်တို့လည်းရမယ်လို့ထင်ပါတယ်ありがとうございますまたねバイバイ